အားလုံးပဲမင်္ဂလာပါ Artificial နဲ့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ပြပြပေးမယ့်ရေမွေးကလူငယ်သုံးယောက်ျားလေးသုံးရေမွေးတစ်မျိုးပဲဖြစ်တယ်ဒီရေမွေးကိုပုံမှန်လူအများစုကတော့ကြိုက်မှမထင်ဘူးဒါပေမဲ့ smoky သူကအသက်20ကျော်ဘာချလဲဒီကြိုက်မှရေမွေးလေးတစ်မျိုးဖြစ်ပါတယ်နာမည်ကတော့ Bad Boy ငိုးရိုးတစ်စိတ်လေးဖြစ်ပြီးတော့သူရဲ့ brand name ကတော့ Carolina Herrera လို့ခေါ်ပါတယ်ဒီမွေးကပတ်ပွားနီပါဖန်က main account နေနဲ့ aromatic fresh spicy cannabis citrus leather herbal smoking green woody animalic ဆိုပြီးတော့သူ့ရဲ့ main ကပါတယ်အချောအဖြစ်ကျွန်တော်ပြောရမယ်ဆိုရင်သူ့မှာပါတယ်ဆိုတော့ freshy ဖြစ်တယ်အဲ freshy မှာ citrus လေးပါလေးပါမယ်ပြီးရင် cannabis နံလေးပါမယ်ပြီးရင် leather လေးနဲ့အုပ်တာဒီမွေးကို perfume မှာ3ယောက်ကပေါင်းပြီးတော့ပေါ်ဆက်လာတဲ့ရေမွေးလေးဖြစ်တယ်သူ့ရေမွေးကတော့ပုံမှန်လူကြိုက်များမဲ့အနံ့တော့မဟုတ်ဘူးဆိုပေမဲ့ကြိုက်တဲ့လူလည်းတော်တော်များများကြိုက်ကြမဲ့အနံ့လေးပဲကျွန်တော်ကတော့ဒီရေမွေးကိုနှလုံးမြောက်ပေါ့ဒီကောင်လူသုံးတာဆိုနှလုံးမြောက်ရှိပြီဒါအရင်ကဝယ်တဲ့သလုံးဒီပုံစံလေးကတော့အခုဝယ်တဲ့သလုံးတစ်စိတ်ကတော့အပေါ်နဲ့အောင်းနဲ့နည်းနည်းလေးပွားချမှုရှိတယ်ဗျနှစ်ပြောင်းသွားတဲ့အရာပေါ့ဒီရင်မွေးက market ထဲမှာတော်ရုံရှာလို့တော့မလွယ်ဘူးဆိုင်တိုင်းမှာလို့မရနိုင်တဲ့ရင်မွေးလေးတစ်မျိုးဖြစ်ပြီးတော့အမြင်ရပြောရမှာဆိုရင်ဒီရင်မွေးက citrus line ကို grapefruit နဲ့ဖွင့်ထားတယ် citrus ကိုနည်းနည်းနေခင်ပါလဲဆိုလို့ရအောင်ဆိုတဲ့သဘောပေါ့ဒါပေမဲ့ဒီရင်မွေးကနည်းနည်းဘိုးဖြစ်တယ်နည်းနည်းတက်ပြတဲ့ရင်မွေးဖြစ်တယ်ကျွန်တော်ကတော့ဆေးလေးတောက်တဲ့လူတွေအတွက်ကိုအကြံပေးမှာဖြစ်ပါတယ်ကပုံမှန်လူသုံးများပြီးတော့ကြိုက်တဲ့တော်ရုံပါချင်မှလည်းပါလိမ့်မယ်ဒီအနံ့ကတော့ဒီငွေကိုကျွန်တော် sprayer လေး test ပြပါမယ်ဖြစ်ပါတယ် sprayer ကတော့ကောင်းဖလို့လေးနေစပရီယာတော့ဒီကောင်ကလစ်ကင်ကတော့ share ပဲကျွန်တော်ဒီကောင်ဒီကန်ထုတ်တာဒပလင်းတော့ကုန်တော့မယ်ပြီးလို့ရှိရင်ဒီရေမွေးရဲ့ performance ကိုပြောရမယ်ဆိုရင်ဒီရေမွေးက performance အနေနဲ့2နိုင်ကနေ3နိုင်ကြာဆိုရင်ရေမွေးက projection တအားကောင်းတယ်ဆွတ်ထားတဲ့လူအားနေတခြားတယောက်စီအနံ့ရဖို့ကတော့ share ပဲ3နိုင်နောက်ပိုင်းကြာတဲ့အချိန်ကြာတော့အနံ့ကတော့ composition ပြောတဲ့အနေထားလောက်ထိကိုကောင်းလေးကြံအောင်မယ်longless string အနေနဲ့ပြောရမယ်ဆိုရင်ဒီကောင်က skin မှာဆိုလို့ရှိရင်6နိုင်ကနေ8နိုင်ကြာအနံ့ကိုခံလိုက်မယ်6နိုင်8နိုင်နောက်ပိုင်းဆိုတော့အနံ့ကတဖြည်းဖြည်းနဲ့ဒင်းဖြစ်ပြီးတော့အနံ့မှိန်ပြီးတော့ကက်ရှူနေထားပါမှရလိုက်မယ်close မှာဆိုတော့အိမ်မှာဆိုရင်တော့တဏီကုန်ဆွဲတဲ့အနံ့လေးပဲ silish အနေနဲ့တော့2နိုင်လောက်ထိကိုကောင်းလေးအခန်းထဲမှာအနံ့ကြံမဲ့အနံ့မျိုးဖြစ်ပြီးတော့2နိုင်နောက်ပိုင်းမှာဆိုအနံ့ကတော့စကားပြောနေထားလောက်ထိပဲအနံ့ကနည်းနည်းလောက်ဖြစ်တော့မှာဗျ silish ကတော့2နိုင်နောက်ပိုင်းဆိုတော့ silish ကကြာသွားလိမ့်မယ် reviewer တွေအနေနဲ့တော့သူတို့ဒီရေမွေးကို pros and cons လို့ပြောကြတယ်ဆိုဒီရေမွေးကိုကောင်းကျိုးအနေနဲ့ဒီရေမွေးက unit ဖြစ်တယ်များဆဆသုံးနေတဲ့ရေမွေး line ထဲမှာတော့မရှိဘူးဒီရေမွေးအနံ့ကတူတယ်ရေလို့လည်းမရှိဘူးလေဒါနဲ့ခဏမနဲ့ပေါင်းလာတဲ့ဟာကတအားကြီးကိုaromatic feeling ပေးတဲ့အပြင် green ကိုမှအလုံးဝ harvey ဆန်ဆန်လေးကိုgreen ဖြစ်တဲ့အနံ့လေးပေါ့လေဒါနဲ့ base ပေါင်းလို့ဆိုနည်းနည်းreviewer တွေပြောစကားရတယ် unit ဖြစ်တယ်ပြီးလို့ရှိရင်ဘိုးဖြစ်တယ်နည်းနည်းလေးနှက်ပြီးတော့နည်းနည်းထုတယ်မှောင်တယ်ဆိုတဲ့ပတ်ချံရောက်တဲ့ရေမွေးလေးတစ်မျိုးပေါ့မကြိုက်တဲ့လူနေနဲ့ဗာပြောလဲဆိုဒီရေမွေးက projection တအားကောင်းတယ် projection ကောင်းတယ်ဆိုတာအနံ့ကလူများစီရောက်တယ်ဆိုပေမဲ့လည်းကြိုက်တဲ့လူရှိသလိုမကြိုက်တဲ့လူရှိတော့ဒီရေမွေးကနည်းနည်းစဉ်းစားစရာဖြစ်နေတာပေါ့ပြီးလို့ရှိရင်လူတိုင်းအတွက်လည်းမသိတော့ဘူးလို့တော့ပြောကြတာ။ဘာကြောင့်လဲဆိုတော့ smoky မကြိုက်တဲ့လူတို့ green feeling မကြိုက်တဲ့လူတို့ဆိုရင်ဒီမွေးကိုတိတ်ပြီးအဆင်မပြေဘူးလို့ပြောကြတယ်။နောက်ပြီးတစ်ချက်က office wear နဲ့လည်းတိတ်ပြီးတော့မလိုက်ဖက်ဘူးလို့ပြောကြတယ်။ဒီမွေးကဟုတ်တော့လည်းဟုတ်ပါတယ် right office wear တွေမှာသုံးမယ်ဆိုတော့တိတ်ပြီးတော့အဆင်မပြေနိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူ့အနံ့ဘိုးဖြစ်ပြီးတော့sensation လို့ပြောအောင်ပေါ့ green ဖြစ်တဲ့အနံ့ဖြစ်တာကြောင့်တော်ရုံတန်ရုံ office wear တွေမှာဆိုလို့တော့အဆင်မပြေပေမဲ့ day night တွေမှာတော့ဒါအဆင်ပြေတဲ့အနံ့လေးပဲအဓိကတော့ထွက်အောင်ပေးဖို့ရှိမယ်3 ml လို့5 ml လို့ကျွန်တော်စီမှာလို့ရှိရင် message မှာမှာလို့တော့ရမယ်ဗျဒီမွေးမှာပါဝင်တဲ့နှုံးနေထားရကြည့်ရမယ်ဆိုတော့တောနှုံးနေနဲ့ grapefruit နဲ့ cannabis ပါမယ် middle နှုံးနေနဲ့ black pepper နဲ့ geranium ပါမယ်
base လုံးနေနဲ့ leather နဲ့ vetiver ဆိုပြီးပါတယ်ဒါကိုကျွန်တော်ကဘယ်လိုနှံ့ရလဲဆိုတော့ grapefruit က citrus နဲ့အနေထားနဲ့ဟို opening မှာ15မိနစ်20လောက်ဒီ grapefruit နဲ့ citrus ဆန်ရလိုက်မယ်ပြီးလို့ရှိရင်ခဏပဲအနက်ကအနောက်ကနေလိုက်လာမယ်ဆေးကြောင်အနံလို့ခေါ်မှာပေါ့ခဏပဲဆိုတာဒီကောင်ကဟိုဆေးကြောင်အနံရဲ့လို့ပြောပေမဲ့လည်း green ဖြစ်တဲ့အနံပေါ့ကွယ်ပြောမယ်ဆိုရင်အရွက်ကိုခြေထားတဲ့အနံဟိုအဖူဘတ်ပုံစံအနံတော့မဟုတ်ဘူးအရွက်အနံကိုမှ green ဖြစ်တဲ့အနံပေါ့ပြီးလို့ရှိရင် middle note အနေနဲ့ pepper နဲ့ uranium ပါမယ်အဲ့ဒီအနံကတော့ black pepper ကတော့ရေမွေးကို spice ဖြစ်အောင်နည်းနည်းစူးရအောင်လုပ်တဲ့ဆိုတဲ့သဘောပဲ spice ယူတဲ့ပုံစံနဲ့ fresh spicy ဆိုတဲ့အနံကိုရအောင်လို့ black pepper ထည့်တာလား uranium ကျတော့ဒီသူက rose DNA လို့တော့ပြောတယ်ဒီ uranium ကျတော့ဟိုဆန်တစ်ခုနဲ့တစ်ခုပေါင်းတဲ့ချိန်ကျရင်သူရဲ့အနံကိုblend လာတဲ့ပုံစံရအောင်ပေါ့ uranium တက်အနံဆိုတော့လည်းမရှိဘူး uranium ပါတဲ့အနံတွေကလည်းဟိုတမျိုးပေါ့သူပေါင်းတဲ့ DNA လိုက်ပြီးတော့ပြောင်းတယ် rose နဲ့ပေါင်းလို့ရှိရင် rose ကိုမှဟို IC ဖြစ်တဲ့ပုံစံပေါ့ဒီမှာပေါင်းတဲ့ cannabis အနေနဲ့ကလည်း green ဖြစ်တာဟိုမှ flashy ဖြစ်တဲ့ design ပဲ channel ကိုသွားတယ်ပြီးတော့သူ့ရဲ့ base နှုန်းအနေနဲ့ leather ကလည်းရိုး leather ဆန်းကိုမဟုတ်ဘူး dot ဖြစ်တဲ့အမဲရောင် leather လို့ခေါ်ရင်ပုံမှန်ပါပေါ့နည်းနည်း dot ဖြစ်ပြီးတော့ smoky ဆက်ဆံ leather smoky ပါလားဆိုတော့ smoky လည်းအရန်မပါဘူးပြီးလို့ရှိရင်သူ vetiver ကလည်းအရန်6တွေ့ပြီးတော့ပုံစံမဖြစ်ဘူး green ဖြစ်တဲ့ feeling နဲ့ပဲပေါင်းလာတယ် vetiver တော့ဒီထဲမှာနည်းတယ်လို့ခံစားရတယ်ပါယုံလေးပဲအနံ့လေးရဒီအနံ့ကဟို3နေကြလည်းဖြစ်နေတော့ကျွန်တော်အကြိုက်ဆုံးထဲမှာတော့ပါတယ်ဒီမွေးကိုကျွန်တော်ဟိုစမ်းကျင်လို့ရှိရင်ကျွန်တော်စီမှာဒီကန်လာရောက်မေးမြန်းပြီးတော့ဟို messenger မှာ message ပေါက်မှာချက်ပေါက်မှာလာရောက်မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်